အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ wish တွေဘယ်လိုလဲရလဲဆိုရဟာလေအကြောင်း wish လဲနီးလေးကိုပြောပြသွားပါမယ်ကဲဒါဆိုရင် wish လဲနီးလေးကိုဆက်လိုက်ရအောင်ကဲအဲ့ဒါဆိုရင် wish လဲကို Google ကနေလည်းလဲလို့ရတယ် Google ကနေဒါမှမဟုတ် Play Store ကနေ application ကူးပြီးတော့လည်းလဲလို့ရတယ်ပေါ့နော်အခုကဖုန်းနဲ့ကွန်ပျူတာနဲ့ wish လဲနီးကတူတူပဲဆိုတော့ကြတော့ဒီနေ့ကွန်ပျူတာနဲ့ပဲပြောပြလိုက်တော့မယ်နော်ဖုန်းနဲ့ဆိုရင် Google သို့မဟုတ် Chrome ကနေ Google Chrome ကနေပြီးတော့ရပြီးတော့ယူလို့ရတယ်အခုကတော့ wish လဲနီးကိုဒီကနေပဲဒီ Google Chrome ကနေပဲယူလိုက်မယ်ပေါ့နော် Okay Google Chrome ကနေပြီးတော့ကြတော့ Google Chrome ကနေပြီးတော့ဒီ server မှာ wave of names လို့ရိုက်ထည့်လိုက်ပါ wave of name လို့ရိုက်ထည့်လိုက်ပြီဆိုရင်ဒီစာတန်းလေးကိုနှိပ်လိုက်ပါစာတန်းလေးကိုโอเคပါခဏလေးစောင့်လို့စာတန်းလေးကိုနှိပ်လိုက်ပြီဆိုရင်ဒီမျိုးပေါ်လာရပေါ့နော်ဒီမှာနာမည်လေးပါတယ်ကွာဘာရှောင်းဥမာလေးလက်ပြမှာဆိုတော့ကြတော့လေ enemy favorite enemy favorite VO FAVOU favorite enemy လို့ရိုက်ထည့်လိုက်ပါမယ်အဲ့တော့ကြတော့ favorite enemy လို့ရိုက်ထည့်လိုက်ပြီးဒီလိုမျိုးစာတွေပေါ်ဖို့အတွက်ဒီဘက်ကိုသွားပါမယ်ဒီဘက်ကနေပြီးဒီမှာစာတွေရေးလို့ရတယ် okay ပထမစာရေးကြိုက်တော့ရေးလို့ရတယ်ပြီးတော့အဲ့လိုမျိုးရေးလို့ရတယ်ပေါ့နော်ကိုကျွန်တော်နမူနာဆိုတော့ကြတော့နမူနာဆိုတော့ကြတော့3ခုလောက်ပဲလို့ပြလိုက်နေပေါ့နော် okay အဲ့တော့ကြတော့လူမျိုးလိုက်ပြီးလဲလိုက်ဒီမှာတော့ edit image တွေလည်းထည့်လို့ရတယ်ဒီမှာတော့ short ဆိုစာတိုလေးတွေရေးမယ်ဆိုရင်ဒီတိုင်းရေးလို့ရတယ်ဒီမှာ hype ဆိုရင်ဒါကြီးကပျောက်သွားမှာတကယ်လို့အဲ့လိုပျောက်သွားဆိုဒီမှာအမှတ်ချစ်ကိုလူမျိုးလေးတစ်ချက်နေလိုက်မယ်ဆိုရင်ပြန်ပေါ်လာတယ်ကျွန်တော်တို့ start လေးကြည့်မယ် okay လူမျိုးပေါ်လာပြီဒီလိုမျိုးပေါ်လာပြီဆိုokay ဒီလို sakura ကျသွားတယ် sakura ကျသွားတယ်ဆိုရင်ကျွန်တော်တို့ဒီ post နေပြီးတော့ဒီစာကြီးကိုပျောက်စေချင်တယ်ဆိုရင်တော့ remove နေလိုက်ပါကျွန်တော်တော့ remove နေလိုက်ပါမယ်အဲ့ဒါဆိုရင်ဒီ sakura ကိုကျသွားတဲ့ဟာတွေကများနေတယ်ကျွန်တော်ဒါနည်းနည်းလေးမဟုတ်ဘူးเนาะအများကြီးလောက်ရတယ်ဆိုရင်ဒီ reset တွေကိုဘယ်လိုပြန်ကြမလဲဆိုရင်ဒီ m-tries ပြ reset ကိုနေကဲဒါပထမဆုံး sakura အဲ့လိုမျိုးလေးကြည့်လို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်လို့တကယ်ကျွန်တော်တို့ဒီဗီဒီယိုလေးကအသုံးဝင်မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ like တယောက်တစ်ချက်စီနေပြီးတော့ကိုယ့်မှာကိုယ်စပီးမှဟာလေးမခက်ပြီးပါအားလုံးကို bye bye ပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်တွေ့ပါမယ်